Okay အဲ့တော့နံပါတ်6မှာကသားဒီကောင်ကိုဆရာမတို့တိုင်းမဲ့ထားလိုက်မယ်နော်ငါ့ကိုထားလိုက်မယ်မတွက်နဲ့သူ့ကိုအလွတ်ထားလိုက်မယ်ဒီကောင်ပဲတွက်မယ်နော်ဆရာမတို့ကဘာနဲ့တို့ပိုင်းချင်ညှိကြမလို့အဲ့တော့6ဆိုလို့ရှိရင်လေ3 3 4 9 3 9 21ဟုတ်လားဒါဆိုရင်ဘာရှိမှလဲအငယ်ဆုံးပုံစံတူခင်က9ရယ်9ရယ်အဲ့တော့9 9 63 63ဖြစ်အောင်လုပ်ရမှာပေါ့နော်ဟုတ်လားဆိုတော့ဒီမှာဆရာမတို့63ဖြစ်အောင်ဆိုလို့ရှိရင်ဒီမှာ9 9မြောက်သူ့ကို9မြောက်နော်သူ့ကိုလည်းဆရာမ63ဖြစ်အောင်ဘာနဲ့မြောက်ကြမလို့ဘာနဲ့မြောက်လို့ရတော့63ဖြစ်အောင်3နဲ့မြောက်လို့ရမှာပေါ့နော်ဟုတ်လားအဲ့တော့3နဲ့မြောက်မယ်သူ့ကိုလည်း3နဲ့မြောက်မယ်နော်ဒီမှာ9တိုင်းထားလိုက်9 9 4 49 9 9 4 63 4 3 4 12 63နော်ဒီကောင်ကဒီတိုင်းထားလိုက်ဒီဘက်မှာပေါင်းမယ်ဘယ်လောက်တော့17 1 1 5 6ဟုတ်တယ်နော်ဒါဆိုရင်သားအမှရသွားပြီ5နော်61 by 63ကဲပို့ပြီးတော့မမြန်ဘူးလားမြန်လဲမြန်တယ်တွေ့ရတာကျွန်တော်လွယ်တယ်โอเคရမယ်နော်